ကိုပြောလိုက်တဲ့စကားကြောင့်တခြားသူစိတ်ညစ်သွားတယ်ဆိုရင်ပြောရကြိုးနဲ့ပါတယ်တခါတလေအခွက်ပြောင်ရမှာလဲရှက်လာတယ်ကို့ငကိုရုပ်ကတတိချောချောလေးဆိုတော့တိတ်မလိုက်ဘူးဘသူစကားမှအလွယ်တကူမယုံပေမဲ့ပတ်ဝန်းကျင်ကချောတယ်ပြောတာတော့လက်ခံလိုက်တယ် Oh my god wow စိတ်ညစ်လိုက်တာရေနဲ့ခေါင်းနဲ့တာစောင့်တေလိုက်ခြင်းနဲ့နာမှာဆိုလို့အိတ်နေတာကိုတကူးတကနိုးပြီးနင်အိတ်နေတာလားတဲ့တချို့ကညိုကြောတချို့ကဖြူကြောအဖွားကအမြဲချောအဖွားတငယ်ချင်းတွေစောက်ပေါ်သမီးယောက်ျားယူရောမယ်သမီးကငယ်ပါသေးတယ်မယူပါနဲ့အောင်သမီးကောင်လေးပြောတော့သမီးငယ်ပါမသေးတော့ဘူးတဲ့လက်တအုပ်လောက်ရှိရဲ့တဲ့စက်ပတ်ပြဲမငါပြောနေတာကနင်ကငယ်သေးတယ်လို့ပြောတာကိုမဟုတ်တဲ့တခြားသူရဲ့လက်ထဲမှာရှိနေတာမြင်တော့စိတ်မကောင်းပိုက်ဆံကိုပြောတာငါကတာဘာမှမဟုတ်တာအိမ်ကအမေကငါ့ကိုဘယ်သူနဲ့မှသဘောတူတာမဟုတ်ဘူးဘဝမှာအစင်မပြေတာတွေများလာတဲ့အခါစိတ်ထဲမှာမာလာရှမ်းကိုစားကျင်နေတယ်ဘဝကဘလောက်တောင်အထီးကျန်လဲဆိုရင်အိမ်သာတက်ရင်တောင်တယောက်သေးရဲ့ကျွန်တော်နဲ့အိယာတို့ဟာအရန်ချစ်ကြတဲ့သူတွေဖြစ်ပါတယ်အိမ်ကလူတွေကကျွန်တော်တို့ချစ်ချင်းကိုလိုက်ခွဲနေတဲ့ပြည်လိန်တွေပေါ့ဗျာ哎呀妈逼的အကြမ်းမြင်ဆရာမကြီးတက်နေတဲ့အိမ်သားကိုသွားခောက်တော့အထက်ကနေပြန်မေးတယ်ဘသူလဲတဲ့သားလေးတယောက်မွေးထားပါတယ်ခိုင်းစားရမလားလို့သူ့ဟာသူတော့ဖူးကားကြည့်လိုက်အိမ်သားထဲပြေးလိုက်ခွင်းထုတ်လိုက်နေကိုအားပြက်နေတာအရေးနဲ့အားသေးပါသွင်းပေးရသည်ဆောက်ဖုံပဲ